ခါတော့ငါကိုတူရလို့ခေါ်တဲ့လူငယ်တယောက်ရှိခဲ့တယ်။သူရဟာစင်းရင်ပင်မဲ့စိတ်ထားနှုံကောင်းပြီးရိုးသားသူတယောက်ပါ။သူရဟာလေသမားကြီးဦးညံရဲ့အိမ်နားမှာပဲနေထိုင်ပါတယ်။ဒီနေ့တော့အလုပ်ရဖို့နည်းနည်းခက်ခဲမဲ့ပုံပဲ။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်စိတ်တမကြပဲကြိုးစားရမယ်။သူရရေဒီနေ့အလုပ်မသွားသေးဘူးလား။မင်းရဲ့စိတ်ထားဖြူစင်မှုနဲ့ကြိုးစားအားထုတ်မှုကြောင့်မင်းအောင်မြင်ကိုအောင်မြင်မှာပါ။ဟုတ်ကဲ့ပါဦးညံ။ဦးညံရဲ့မေတ္တာစကားကြောင့်ကျွန်တော်အားရှိပါတယ်။အဲ့ဒီညနေခင်းမှာကိုတူရဟာအိမ်ပြန်လမ်းမှာရွာနာကလမ်းဟောင်းတစ်ခုစီကိုမတော်တဆရောက်သွားခဲ့ပါတယ်။ဒါဘာများလဲ။မြေကြီးအောက်ကအလင်းအောင်ထွက်နေပါလား။ဒူးကြည့်လိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ဆုံးသွားခဲ့တဲ့အဖိုးတန်ရွှေထည်လေးတွေဖြစ်နေပါတယ်။ဒီပစ္စည်းတွေကငါအတွက်လုံလောက်တဲ့ငွေကြေးတွေဖြစ်နေပေမဲ့ဒီပစ္စည်းတွေကပိုင်ရှင်ရှိခဲ့ဘူးမှာပဲဒါငါဥစ္စာမဟုတ်ငါပိုင်ရှင်ကိုရှာပြီးတော့ပြန်အပ်ရမယ်သူကမင်းဒီလောက်တန်မိုးရှိရဲ့ရွှေထဲတွေကိုတွေ့ပြီးတော့ဘာလို့ပြန်အပ်ရတာလဲမင်းဘာမှမယူခဲ့ဘူးလားကျွန်တော်ကစင်းရဲပါတယ်ဒါပေမဲ့သူများပစ္စည်းကိုမယူချင်ပါဘူးပိုင်ရှင်စီကိုပြန်ရောက်ဖို့ပဲလုပ်ချင်ပါတယ်သူတို့ရဲ့ယူသားမှုနဲ့စိတ်ထားကောင်းမှုကြောင့်အရာရှိကအလွန်သဘောကျပြီးတော့ရွှေတဲ့ပိုင်ရှင်ကိုရှာဖွေပေးပါတယ်မင်းကကိုတူရလားငါရဲ့ဘိုးဘွားပိုင်ရွှေတွေကိုပြန်ရှာပေးတယ်မင်းရဲ့ကျေးဇူးကိုဘလို့မှပြောမပြတတ်တော့မင်းရဲ့ယူသားမှုဟာဒီရွှေတွေထက်ပိုတန်မှုရှိတယ်ဒါကြောင့်ဒီရွှေတွေကတဝက်ကိုမင်းတို့စုဖြစ်ပေးပါစေငါရဲ့စီးပွားရေးလုပ်ငန်းမှာလည်းမင်းကိုယာထူးနဲ့ခန့်အပ်ခြင်းတယ်ကိုတူရဟာသူ့ရဲ့စိတ်ထားကောင်းမှုကြောင့်ချမ်းသာကြွယ်ဝလာခဲ့ပေမဲ့ဘယ်တော့မှမာနမကြီးခဲ့ပါဘူးသူကအမြဲတမ်းပတ်ဝန်းကျင်ကိုကူညီတတ်သူဖြစ်နေထိုင်ခဲ့ပါတယ်ငါပြောသားပဲစိတ်ထားကောင်းရင်ကံကောင်းခြင်းဟာအလိုလျောက်ရောက်လာတာပဲကွာဒီပုံမြင်ရဲ့သင်ခန်းစာကတော့ကျွန်တော်တို့ရဲ့စိတ်ထားဟာကျွန်တော်တို့ရဲ့ကံကြမ္မာကိုဖန်တီးပေးရဆိုတာပါပဲ